ဤဗီဒီယိုသည်ဆောက်လုပ်ရေးနယ်ပယ်တွင်တိကျသောကျွမ်းကျင်မှုစာအသေးစိတ်ရှင်းလင်းချက်ကိုပေးသည်ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်ကိုင်လိုသူများအတွက်တင်လိုအပ်သောအချက်လက်အားလုံးကိုပေးပါမည် Specified Skills Visa သည်အထူးကျွမ်းကျင်သည့်နိုင်ငံခြားသားများအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်လက်ရှိတွင်ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းသည်ထူးချွန်သောလူစွမ်းအားအရင်းအမြစ်များစွာကိုရှာဖွေနေပါသည်ဤဗီဒီယိုတွင်ဆောက်လုပ်ရေးနယ်ပယ်တွင်သတ်မှတ်ထားသောကျွမ်းကျင်မှုများနံပါတ်1နှင့်သတ်မှတ်ထားသောကျွမ်းကျင်မှုများနံပါတ်2ကိုအာရုံစိုက်ပါမည်ပထမဦးစွာတိကျကျွမ်းကျင်မှုဗီဇာရရှိရန်အခြေခံအခြေအနေများကိုစစ်ဆေးကြည့်ကြပါစို့ဤအစီအစဉ်ကိုလျှောက်ထားရန်တင်သည်18နှစ်အထက်ဖြစ်ရမည်သတ်မှတ်ထားသောကျွမ်းကျင်မှုနံပါတ်1အတွက်အရေးချင်းပြည့်မီရန်တင်သည်အဓိကစာမေးပွဲ2ခုကိုဖြေဆိုရပါမည်ပထမတစ်ခုကဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ Job 4သို့မဟုတ်အထက်သို့မဟုတ် Basic ဖြစ်သည်ဒုတိယအချက်မှာဆောက်လုပ်ရေးနယ်ပယ်တွင်တိကျကျွမ်းကျင်မှုအကဲဖြတ်ခြင်းဖြစ်သည်ဤစာမေးပွဲများကိုမည်သို့လျှောက်ထားရမည်ကိုအသေးစိတ်ရှင်းပြပါမည်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်ကိုင်အမျိုးအစားများစွာရှိတယ်ဆိုတာသင်သိပါသလားယင်းတွင်လက်သမားဉာဏ်နှင့်အားဖြည့်အလုပ်စသည့်သမားရိုးကျအလုပ်ကိုင်များပါဝင်သည်အတွင်းခန်းအချောထည်များအမိုးအကာများနှင့်ဆက်သွယ်ရေးလုပ်ငန်းများသည်လည်းဤအမျိုးအစားတွင်ပါဝင်ပါသည်မကြာသေးမီကဆောက်လုပ်ရေးနယ်ပယ်တွင်တိကျကျွမ်းကျင်မှုလိုအပ်သည့်အလုပ်ကိုင်ရေးအတွက်တိတိတတ်တာတိုးလာခဲ့သည်ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်လုပ်ဆောင်သည့်အလုပ်များစုကိုယခုဗီဇာဖြင့်အကျုံးဝင်ပါသည်ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုပြောပြကြရအောင်အခြားစက်မှုလုပ်ငန်းများနှင့်ယှဉ်လျင်ပြိုင်ဆိုင်မှုရှိသောလစာဂျပန်ကုမ္ပဏီများသည်ဝန်ထမ်းသစ်များအတွက်ကောင်းမွန်သောသင်တန်းများပေးသည်အရေးသွေးမြင့်ဂျပန်ဆောက်လုပ်ရေးနည်းပညာနှင့်ဘေးကင်းရေးစံနှုန်းများအကြောင်းလေ့လာနိုင်ပါသည်ဂျပန်နိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်လုံခြုံရေးသည်အရေးကြီးဆုံးဖြစ်သည်Professional ဘေးကင်းရေးကိရိယာများနှင့်ကိရိယာများအားလုံးကိုပံ့ပိုးပေးမည်ဖြစ်သည်ကုမ္ပဏီအများအပြားသည်အိမ်ယာပံ့ပိုးမှုနှင့်အဆောင်များကိုပေးဆောင်ကြသည်သင်သည်ဂျပန်နိုင်ငံ၏ကျန်းမာရေးအာမခံနှင့်ပင်စင်စနစ်တွင်လည်းစာရင်းသွင်းမည်ဖြစ်သည်ဂျပန်တွင်အလုပ်လုပ်ခြင်းဖြင့်သင်၏ဂျပန်ဘာသာစကားစွမ်းရည်တိတိတတ်တာတိုးတက်လာမည်ဖြစ်သည်ဆက်လက်၍ကျွန်ုပ်သည်တိကျကျွမ်းကျင်မှုနံပါတ်1နှင့်နံပါတ်2အကြားခြားနားချက်ကိုရှင်းပြပါမည်သတ်မှတ်ထားသောကျွမ်းကျင်လုပ်သားနံပါတ်1အတွက်စုစုပေါင်း5နှစ်အထိနေထိုင်နိုင်ပါသည်သို့သောနံပါတ်1ဗီဇာဖြင့်တင့်မိသားစုကိုဂျပန်နိုင်ငံသို့ခေါ်ဆောင်၍မရပါအကယ်၍သင်သည်ပိုမိုအဆင့်မြင့်သောစာမေးပွဲတစ်ခုအောင်မြင်ပါကသင်သည်သတ်မှတ်ထားသောကျွမ်းကျင်မှုအမှတ်စဉ်2သို့ရွှေ့နိုင်သည်
နံပါတ်2ဗီဇာအတွက်သက်တမ်းတိုးခြင်းအရေးအတွက်ကန့်သတ်ချက်မရှိပါအကြီးမားဆုံးကွာခြားချက်ကတော့အဆင့်2ရောက်တာနဲ့တင့်အိမ်တောင်ဖက်နဲ့ကလေးတွေကိုဂျပန်နိုင်ငံကိုခေါ်ဆောင်သွားနိုင်ပါတယ်ဒါကတင့်ကိုဂျပန်မှာရေရှည်အသက်မွေးဝမ်းကြောင်းတစ်ခုတည်ဆောက်နိုင်စေပါလိမ့်မယ်ဂျပန်တွင်ဘဝတစ်ခုတည်ဆောက်ရန်နံပါတ်2ကိုလုပ်သားများပြားကရည်မှန်းနေကြသည်ဤနေရာမှဂျပန်နိုင်ငံရှိဆောက်လုပ်ရေးလုပ်သားတဦး၏ပုံမှန်နေ့တစ်နေ့ကိုကြည့်ကြပါစို့ထိုနေ့သည်ပုံမှန်အားဖြင့်နံနက်စည်းဝေးပွဲဟုခေါ်သောနံနက်ခင်းအစည်းအဝေးတစ်ခုဖြင့်စတင်သည်နံနက်စည်းဝေးပွဲတွင်အဖွဲ့သည်တစ်နေ့တာအချိန်ဇယားကိုဆွေးနွေးပြီးဘေးကင်းကြောင်းအတည်ပြုသည်အလုံးမဆက်ခင်မှာတင့်ခန္ဓာကိုယ်ကိုနှွေးထွေးစေဖို့အတွက်ရေဒီယိုလေ့ကျင့်ခန်းအချို့လုပ်ပါအလုပ်အားမနက်ပိုင်းနှင့်နေ့လယ်ပိုင်းခွဲခြားထားပြီးပုံမှန်အားလက်ချိန်များရှိသည်နေ့လယ်စာအားလက်ချိန်များသည်ဂျပန်လူမျိုးများနှင့်လုပ်ဖော်ကိုင်ဖက်များနှင့်ယဉ်ကျေးမှုပိုမိုရရှိစေမည့်အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဆက်သွယ်ရေးသည်အလုပ်ဆိုက်တွင်ဘေးကင်းမှုနှင့်ထိရောက်မှုတို့အတွက်အလွန်အရေးကြီးပါသည်မင်းရဲ့ဂျပန်စာမပြည့်စုံသေးရင်စိတ်မပူပါနဲ့လုပ်ငန်းခွင်အများအပြားတွင်ရိုးရှင်းသောလက်သင်္ကေတများနှင့်စံသတ်မှတ်ချက်များကိုအသုံးပြုကြသည်အလုပ်လုပ်ရင်းနဲ့ဒီဝေါဟာရတွေကိုသဘာဝကျကျလေ့လာနိုင်ပါတယ်ထို့နောက်ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်ကိုရှင်းပြပါမည်အကယ်၍သင်သည်ဂျပန်နိုင်ငံတွင်ရှိနေပါကပေးပို့သည့်အဖွဲ့အစည်းမှတဆင့်သို့မဟုတ်တိုက်ရိုက်လျှောက်ထားနိုင်ပါသည်ပထမဆုံးအနေနဲ့မင်းကိုအလုပ်ခန့်မဲ့ဂျပန်ကုမ္ပဏီကိုရှာရမယ်အလုပ်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးသည့်နေ့ကုမ္ပဏီသည်တင့်အားအရေးချင်းပြည့်မီသောလက်မှတ်ခုံလုပ်ထုံးလုပ်နည်းဖြင့်ပံ့ပိုးပေးပါမည်ခေါ်သည့်တန်ယုံတွင်ဗီဇာလျှောက်ထားရာတွင်အရေးကြီးဆုံးစာရွက်စာတမ်းဖြစ်သည်နောက်ဆုံးရအချက်အလက်များအတွက်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ၏တရားဝင်ဝက်ဆိုက်ကိုစစ်ဆေးရန်အကြံပြုအပ်ပါသည်အခုဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်မှုစာမေးပွဲရဲ့အကြောင်းအရာကိုပြောကြားရအောင်စာမေးပွဲတွင်ရေးဖြေစာမေးပွဲနှင့်လက်တွေ့စာမေးပွဲတို့ပါဝင်သည်ရေးဖြေစာမေးပွဲတွင်ကရိယာဗဟုသုတနှင့်ဘေးကင်းရေးဆိုင်ရာမေးခွန်းများပါဝင်သည်လက်တွေ့ကျသောစာမေးပွဲသည်တိကျသောအလုပ်များကိုတိကျစွာလုပ်ဆောင်နိုင်မှုစွမ်းရည်ကိုအကဲဖြတ်သည်ယခင်မေးခွန်းများနှင့်လေ့လာမှုဆိုင်ရာပစ္စည်းများကိုအွန်လိုင်းတွင်ရှာဖွေနိုင်ပါသည်ဤဖော်ပြချက်အကွက်အောက်တွင်လေ့လာရေးလမ်းညွှန်လင့်ကိုကျွန်ုပ်တင်ပါမည်ဆောက်လုပ်ရေးလစာနဲ့ပတ်သက်ပြီးလူတော်တော်များများမေးကြပါတယ်
ပြန်မြတလဝင်ငွေမှာရန်180တူညမှ250တူညရန်အထိရှိသည်အချိန်ပိုလုပ်အားကကိုလည်းဂျပန်အလုပ်သမားဥပဒေနှင့်အညီမှန်ကန်စွာပေးဆောင်ပါသည်အချို့သောကုမ္ပဏီများသည်တစ်နှစ်လျှင်တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ဘောနပ်များပေးသည်အိမ်ပြန်ပေးချေမှုမှာအခွန်နှင့်လူမှုရေးအာမခံပရီမီယံများကိုနှုတ်ယူပြီးနောက်ပမာဏဖြစ်သည်စာချုပ်မချုပ်ဆိုမီအလုပ်၏စည်းကမ်းသတ်မှတ်ချက်များကိုဂရုတစိုက်သုံးသပ်ရန်အရေးကြီးပါသည်အလုပ်ချိန်နှင့်ရုံးပိတ်ရက်များဆိုင်ရာစည်းမျဉ်းများကိုသေချာနားလည်ပါဆောက်လုပ်ရေးကုမ္ပဏီအများစုသည်စနေတနင်္ဂနွေနှင့်တီးခြားရုံးပိတ်ရက်များရှိသည်ဂျပန်နိုင်ငံတွင်လှပသောရာသီလေးခုရှိသော်လည်းရာသီဥတုသည်ဆောက်လုပ်ရေးလုပ်ငန်းကိုထိခိုက်နိုင်သည်နွေရာသီမှာအရမ်းပူတာမို့အပူဒဏ်ကိုကာကွယ်ဖို့အရေးကြီးပါတယ်အထူးသဖြင့်အပြင်မှာအလုပ်လုပ်ရင်ဆောင်းရာသီကအရမ်းအေးနိုင်ပါတယ်ကုမ္ပဏီသည်တင့်အားရာသီဥတုနှင့်ကိုက်ညီသောစက်ကိရိယာများပံ့ပိုးပေးမည်ဖြစ်သည်ဂျပန်မှာတကယ်အလုပ်လုပ်နေတဲ့အကြီးတန်းတွေအကြောင်းနားထောင်ကြည့်ရအောင်အဆင့်မြင့်နည်းပညာတွေကိုသင်ယူရတာဝမ်းသာပါတယ်ဟုဗီယက်နမ်မှအလုပ်သမားတစ်ဦးကပြောသည်ကျမရဲ့လုပ်ဖော်ကိုင်ဘက်တွေကအရမ်းကျင်နာပြီးဖိမှတ်ကူညီကြတယ်အဆောက်အဦတစ်ခုပြီးမြောက်သောအခါတွင်အလုပ်သမားများစွာသည်ကြီးမားသောပြီးမြောက်မှုကိုခံစားရသည်ဆောက်လုပ်ရေးလုပ်ငန်းသည်ကာယအားစိုက်ထုတ်မှုလိုအပ်တော်လဲအလွန်အကျိုးရှိသောအလုပ်ဖြစ်သည်သင်သည်ဂျပန်နိုင်ငံ၏အနာဂတ်မြို့တော်ကိုအမှန်တကယ်ဖန်တီးနေပါသည်သင်ပြည်တွင်း၌အတွေ့အကြုံရှိခြင်းသည်ကြီးမားသောအကျိုးကျေးဇူးဖြစ်လိမ့်မည်အချို့ကိစ္စများတွင်သင်သည်အတွေ့အကြုံမရှိလျှင်ပင်သင်တန်းသားအဖြစ်စတင်နိုင်သည်ဂျပန်နိုင်ငံ၏လုပ်သားရှားပါးမှုကိုဖြေရှင်းရန်အတွက်သီးခြားကျွမ်းကျင်မှုစနစ်အားရေးဆွဲခဲ့ပါသည်ဒါဟာအလုပ်သမားတွေရောကုမ္ပဏီတွေအတွက်ပါအခွင့်အလမ်းကောင်းပါပဲဂျပန်သွားဖို့ကနဦးကုန်ကျစရိတ်အတွက်သင်စိုးရိမ်နေပါသလားအချို့ကုမ္ပဏီများသည်ခရီးစရိတ်နှင့်ပြောင်းရွှေ့စရိတ်များကိုအကူအညီပေးကြသည်နောက်ထပ်အသေးစိတ်အချက်အလက်များအတွက်ကျေးဇူးပြု၍သင်၏အလုပ်ရှင်သို့မဟုတ်အေဂျင့်နှင့်စစ်ဆေးပါဤဗီဒီယိုသည်ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်မှုဗီဇာ၏ရှင်းလင်းပြတ်သားသောပုံတစ်ပုံကိုပေးစွမ်းနိုင်မည်ဟုမျှော်လင့်ပါသည်
လူဝင်မှုကြီးကြပ်ရေးစီမင်းများပြောင်းလဲနိုင်သည့်ထို့ကြောင့်နောက်ဆုံးရအချက်လက်များကိုအမြဲစစ်ဆေးပါကြိုတင်ပြင်ဆင်မှုသည်အောင်မြင်သောဗီဇာလျှောက်လွှာအတွက်တောချက်ဖြစ်သည်ဂျပန်စာကိုတတ်နိုင်သမျှအမြန်ဆုံးစတင်လေ့လာပါအလေးအဆင့်အောင်မြင်ပါကဂျပန်နိုင်ငံတွင်တင်ဘဝသည်ပိုမိုလွယ်ကူလာမည်ဖြစ်သည်မင်းအိမ်မက်တွေစီပထမဆုံးခြေလှမ်းလှမ်းဖို့မကြောက်ပါနဲ့ဂျပန်နိုင်ငံတွင်နိုင်ငံခြားအလုပ်သမားများအတွက်ထောက်ပံ့ကူညီရေးအဖွဲ့များစွာရှိသည်ဒီစိန်ခေါ်မှုမှာတင်တယောက်တည်းမဟုတ်ပါဘူးဒီဗီဒီယိုကအထောက်အကူဖြစ်တယ်ဆိုရင်လက်မှတ်ထောင်ပေးပါဂျပန်ဗီဇာဆိုင်ရာနောက်ဆုံးရအချက်အလက်များကိုလက်လွတ်မခံစေရန်ကျွန်ုပ်တို့၏ချန်နယ်ကိုစာရင်းသွင်းပါအပတ်တိုင်းဂျပန်တွင်အလုပ်လုပ်ခြင်းနှင့်နေထိုင်ခြင်းဆိုင်ရာဗီဒီယိုအသစ်များတင်ပေးပါသည်ကျေးဇူးပြု၍ကြုံနှင့်ကျွမ်းကျင်မှုစမ်းသပ်ပြင်ဆင်မှုဗီဒီယိုများကိုလည်းကြည့်ရှုပါဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးမေးစရာရှိပါသလားကျေးဇူးပြု၍အောက်တွင် comment section တွင်ရေးပြီးအစွမ်းကုန်ဖြေပေးပါမည်ဒီဗီဒီယိုလေးကိုဂျပန်မှာအလုပ်လုပ်ချင်တဲ့တငယ်ချင်းတွေကိုမျှဝေပေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တင်ဤလေးလာမှုနှင့်ဗီဇာလျှောက်ထားမှုကောင်းမွန်မည်ဟုကျွန်ုပ်တို့ရိုးသားစွာမျှော်လင့်ပါသည်အားလုံးဂျပန်မှာတွေ့ဖို့မျှော်လင့်နေပါတယ်တင်ပန်းတိုင်စီသို့စိတ်အားထက်သန်စွာနေပါနောက်ဗီဒီယိုမှာတွေ့မယ်